ဒီ Wi-Fi ကတ်ပေါ့နော်ဒီ Wi-Fi ကတ်မှာ Wi-Fi မရဖြစ်တာပေါ့နော် Wi-Fi ချိတ်မရဖြစ်နေကွာအဲ့ကောင်ကဖြစ်တာကတော့ဒီ Wi-Fi ကတ်ကတော့ driver မမှန်ဖြစ်နေပါတော့ဟုတ်တယ်နော် driver ကဘယ်လိုချိတ်မရအောင်နော် password တီးရတာမှချိတ်မရဖြစ်နေအဲ့ဒါပေါ့ driver မမှန်လို့ဖြစ်နေအဲ့ဒါကျွန်တော် driver run ပေးလိုက်ရင်သူ driver ခွေလေးပါပါနော်ဒီ driver ခွေလေးက server file တွေကို run လိုက်ရင်driver ချိတ်လို့ရအောင်ဒီမှာသူအခုကျွန်တော် software လေးဖွင့်တာနော် software လေးဒီမှာ driver ခွေထည့်လိုက်မယ်အဲ့တော့ဒါလည်းရင်ပိတ်လိုက်မှာဟောဒီကောင်ဟိုမှာခွေလေးရှိရနော်ဒီ driver ခွေလေးကိုအဲ့ဒါ run လိုက်ရင်ဒါလည်းစောင့်နော်ဒီမှာနော်ဒီ driver ခွေမှာနော် Windows driver ခွေလေးခဏလေးစောင့်လိုက်ပေါ်လာပြီနော်နောက်ခုတော့ဖြစ်နေနော် your local string ကြာလို့ပေါ်နေ yes နေတာ ဆိုတော့ controller install လုပ်နေအဲ့မှာရေးဟာနော် react USB wireless LAN driver solution တွေပေါ်နေဒီ model ပေါ့နော်ဒီ Wi-Fi ကတ်ဒီ design နဲ့ Wi-Fi ကတ်မှာအဲ့လို error လေးရှိတယ်အဲ့လို driver run line မှာဒီကောင် Wi-Fi ကအပြည့်ဝလို့တာပေါ့နော်ဒါမှမဟုတ်ဆိုရင် Wi-Fi ရဲ့ speaker ကြီးအပြည့်အဝလုံးမဖြစ်ဘူးဟာနော်ဆိုတော့ software တွေပါသူ install လုပ်တယ်ပြီးသွားပြီနော်ချိတ်ကြည့်မယ်အဲ့ရပါပြီနော် connect ဖြစ်သွားပြီအဲ့ကျွန်တော်ဒီ driver ခွေလေးပေါ့နော်ဒီ set တွေက driver ခွေလေးကိုကျွန်တော်တင်ထားမှရမယ်ISO file နဲ့ပေါင်းနဲ့တင်ထားမှာအဆင်ပြေတယ်နော်ဒီ Wi-Fi ကတ်ကိုသုံးနေဆိုရင်ဒီ design နဲ့ Wi-Fi ကတ်ကိုသုံးမယ်ဆိုအဲ့လိုတင်ထားမှရမှာဒါပါပဲနော်ဒီ Wi-Fi ကတ်မှာ driver running လေးချက်ပြပြီးရ